ဟုတ်အမဘာများလိုအပ်လို့လဲမသိဘူးခင်ဗျအမလေးယောက်ျားမရှိလို့ ဗျာအဲ့လိုပြောချင်တာမဟုတ်ပါဘူးအမကညောင်းတတ်တော့ညချိုင်နေပေးမယောက်ျားမရှိဘူးလို့ပြောတာပါအော်အဲ့ကြောင့်အိမ်မရတဲ့ညလေးများနေပါပြီမောင်လေးရဲ့အမအိမ်မရလောက်တဲ့ထိညောင်းတာဆိုတော့ယောဂခံဘာများရှိလဲယင်အမလေးလူရာဆင်းရဲတာယောဂါတော့ချမ်းသာချက်လေးဖက်နာဆိုလားကြည်ပေါင်းဆိုလားရှိတယ်အော်အဲ့ဆိုရင်တော့အမဒီကုန်းကြီးစစ်တိုက်ကိုလာတာရမ်းမှန်သွားပြီဗျာလေးဖက်နာဆိုတကယ်ပြောက်ကုန်းကြီးဆေးကိုတောက်တယ်ခဏလေးကျွန်တော်တောက်ယူပေးမယ်နော်ခဏထိုင်ကဲရော့လေးဖက်နာအတွက်ကုန်းကြီးစစ်တိုက်အနေထုတ်ထားတဲ့တောက်ဆေးနဲ့တောက်ဆေးပြတွားလေပိုးလေးဖက်နာသွေးလေးဖက်နာရေပြားလေးဖက်နာယူရီအက်ဆစ်ပိုလို့ဖြစ်တဲ့ကောက်ယောဂစစ်မြင့်ရောင်ရမ်းကြိုက်ခဲတာတွေနဲ့ကြီးပေါင်းယောဂတွေကိုတက်တာစီတယ်အမရဲ့အဲ့ဆိုအဲ့ဘလို့တောက်ရမလဲဘလို့တောက်ရမှာလဲဆိုတော့ဟောဒီတောက်ဆေးကြီးကိုကြောက်လက်ဖက်ရည်စွန်း5စွန်းတစ်နေ့ကို3ကြံနေ4ကြိမ်ထိတောက်လို့ရတယ်ဟောဒီတောက်ဆေးပြတော့လေတစ်နေ့ကိုမနဲ့နဲ့ပြိုင်ညက်နဲ့ပြဆိုရပြီမရဲ့အဲ့စမောင်လေးကိုယူမယ်နော်ထစ်လိုက်ဗျာဟုတ်မှကျေးဇူးများတင်ပါတယ်ခင်ဗျာနောက်လူရင်လည်းလာခဲ့ပါဦးနော်ဟုတ်ကဲ့ပါဟုတ်အော်ငါမောင်တော်တော်လေးကိုစူးစမ်းနေတာဘေးဖုန်းကောက်တာမလုပ်နေရလေအဲ့လိုအချိန်မှာနေငါဂိမ်းမကစားနဲ့လို့ပြောထားလေဟာအမလည်းမသိချင်အောင်ဆောင်ပေးလိုက်ရနေရပဲဒီမှာဝင်ထမ်းနေအဲ့လောက်များနေရကျွန်တော်မလုပ်လဲသူများလုပ်ပါတယ်အမရဲ့အလုပ်ချိန်မှာအလုပ်ကိုလေးစားမှာပေါ့မေးဖုန်းကလည်းအလုပ်ဆက်ငါစီလာယုံမလုပ်ဘူးတော့အိမ်ညာပဲကောင်းတယ်ဟာဒီမှာလူကြောက်လို့အိမ်ညာမတွေ့ကြဘူးလားငါမဘာလဲဆိုတာနင်တို့သိရနော်အလုံးပြုတ်သွားချင်လားအလုံးပြုတ်ချင်ငါ့ကိုဘာကောင်းကောင်းဆက်ဆက်သူများအိမ်နေတော့ကျန်ဖပမေပါမေးလာအောင်မြမြအော်ဟုတ်ကဲ့ဂျာကြီးနင့်မောင်ဒီတလားထဲမှာပဲ9ရက်ကြီးမြောက်အလုပ်ပြတ်ထားတာနော်နင့်ဘာမှမပြောထားဘူးလားပြောထားတယ်ဂျာကြီးနင့်မောင်အလုပ်ထဲမှာ6ခွာလဲငါသိရဲ့နင့်မျက်နှာထောက်ပြီးဒီနေ့ဒီချိန်ထိငါခန့်ထားပေးရနော်နောက်တစ်ခါဆိုအလုပ်ထုတ်ပြမယ်ဟုတ်ကဲ့